အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီရက်ထဲမှာပြန်ပြီးတော့ပြောပြနေတဲ့ဒီ MEC အကြောင်းလေးပေါ့နော်ဒီ MEC မှာ daily check-in ဘယ်လိုလုပ်ရမလဲပြီးတော့ဒီ MEC မှာဘယ်လိုမျိုး staking တွေလုပ်ရမလဲပြီးရင်နောက်တစ်ခုကဒီတခြားဘယ်နေရာမှာကောreward တွေယူလို့ရသေးလေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ဒီဗီဒီယိုမှာအကုန်ပြန်ပြီးတော့အစဆုံးပြန်ပြောပြပေးပါမယ်အဲ့တော့ MEC ကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆုံးအနေနဲ့အကောင့်ဖွင့်ပြီးတော့ KYC တင်ထားဖို့လိုအပ်ပါတယ်အကောင့်မဖွင့်ရသေးတဲ့လူတွေကကျွန်တော်ဒီဗီဒီယိုရဲ့ description မှာကျွန်တော် link ချပေးထားမယ်အဲ့ဒီ link ကိုနှိပ်ပြီးတော့အကောင့်ဖွင့်ပြီးတော့ KYC တင်ပေါ့နော်နောက်ပိုင်းမှာကျွန်တော် KYC ဘယ်လိုတင်ရလဲဆိုတဲ့ဟာလေးဗီဒီယိုပြန်လုပ်ပေးပါမယ်ဟုတ်ပြီကျွန်တော်တို့က KYC လေးအောင်ပြီးတော့ပြီအကောင့်ဖွင့်လာတယ် KYC လေးအောင်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီမှာ daily check-in လုပ်လို့ရတယ်ပေါ့နော်သူကပထမဆုံးရက်ဆိုလို့ရှိရင် 0.0001 MEC ရတယ်ပေါ့နော်အဲ့ရနေမှာနောက်တစ်ရက်ပြောင်းသွားမယ်အဲ့လိုပဲ9ရက်စက်တက်ဖြစ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က9ရက်မြောင်းနေမှာဆိုရင် 0.0007 ရတယ်ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်ဒီမှာ 0.0007 ရနေပြီပေါ့နော်ဒီအောင် check in လုပ်မယ်ဆိုလို့ရှိရင် claim လုပ်မယ်ဆိုရင်ကျွန်တော်အဲ့ဒီ MEC ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာကို daily check in လုပ်ပြပါမယ် daily check in ကဘယ်လိုလုပ်ရလဲဆိုတော့ဒီအောက်က check in ဆိုတာလေးကိုနှိပ်ပြီးတော့ဒီပေါက်ထဲမှာသူပြထားတဲ့စာတန်းလေးရှိတယ်မိတ်လေးပေါ့နော်အဲ့ဒီစာတန်းလေးအတိုင်းကျွန်တော်တို့ကတစ်ထက်ထဲလိုက်ပြီးတော့ရိုက်ပေးအောင်မယ်တခြားစာကြီးတွေကျွန်တော်တို့ရိုက်เสียမလို့သူပြထားတဲ့စာအတိုင်းကျွန်တော်တို့ရိုက်ပြီးတော့ねဒီမှာနှိပ်လိုက်ရုံပဲပေါ့နော်နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကစာရိုက်တာမှန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုပေးထားတဲ့ password တွေပါညာ log တွေဖွင့်ပေးရမယ်ပေါ့နော် confirm လုပ်တာပေါ့အဲ့ဒါပြီးတော့ကျွန်တော်တို့ daily check in လုပ်တာအောင်မြင်သွားပြီဒါနေ့စဉ်တစ်ချိန်ပဲလုပ်ရတာပေါ့နော်နေ့စဉ်ဒါမျိုးလေးဝင်ယူသွားရုံပဲပြီးရင်နောက်တစ်ခုကဒီမှာပါလုပ်စရာတွေရှိသေးလဲဆိုတော့ daily check in လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီကိုယ့်ရဲ့ wallet ထဲမှာလည်းတွားကြည့်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် 0.0007 ရတယ်ပေါ့နော်ဒါကကျွန်တော်စက်တိုက်ကျွန်တော်ဒီရက်ထဲမှာ daily check in လုပ်ဖြစ်နေလို့ပေါ့နော်အဲ့တော့ daily check in လည်းလုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့နောက်ထပ်ပါလုပ်ဖို့ရှိသေးတယ်ဆိုတော့ဒီ home ရှေ့ဆုံးပေါ့နော်ရှေ့ဆုံးကိုပြန်သွားမယ်သွားပြီးတော့ရင်ဒီမှာပါရှိလဲဆို staking ရှိရယ်ဒီ state ထဲမှာကျွန်တော်တို့က MEC တွေထည့်ပြီးတော့ကျွန်တော်တို့ state လုပ်မယ်သူကအကောင့်ဖွင့်ထားတော့ရင်ကျွန်တော်တို့1 MEC ပေးထားပြီးသားအဲ့ဒီ1 MEC ကကျွန်တော်တို့ထုတ်ရောင်းလို့လည်းမရဘူးပေါ့နော်သူကဒီ state ထဲမှာထားဖို့အတွက်ပဲအဲ့ဒီကနေကျွန်တော်တို့အတိုးလေးရနိုင်မယ်ကိုကတက်နိုင်လို့ရှင်ကိုမှရှိတဲ့ဟာဒါမှမဟုတ်ဝယ်ထည့်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးထည့်ပြီးတော့ဒီထဲမှာ state လုပ်လို့ရတယ်အဲ့ရနေမှာကျွန်တော်တို့ကအတိုးလေးရမယ်ဘာရမှာလဲဆိုတော့ MEC တွေပြန်ရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူက2မျိုးရှိတယ်ဒါအရှိဗီဒီယိုတွေမှာရောပြီးတော့ကျွန်တော် live တွေမှာလည်းကျွန်တော်ပြောခဲ့ဘူးတယ်တကယ်လို့ staking လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ2မျိုးရှိတယ်12.5 ထဲကိုတော့မလုံနဲ့ပေါ့နော်ကျွန်တော်အကြံပြုခဲ့တဲ့10.6% ပေါ့နော်အဲ့ဒီ 10% နဲ့မှာပဲထည့်ဘာလို့လဲဆိုဒီ12% ကျတော့ကျွန်တော်တို့သူကရက်အကန့်အသတ်တွေရှိတယ်ပေါ့နော်ဘယ်နှစ်ရက်ပြည့်မှပြန်ထုတ်ရမယ်လို့ရက်30လို့ရက်60လို့ရက်180လို့ဒါမျိုးတွေပေါ့နော်အဲ့တော့ကျွန်တော်ဒီထဲကို state ဘယ်လိုလုပ်လဲဆိုတဲ့ဟာကိုကျွန်တော်လုပ်ပြမယ်ကျွန်တော်မှာ 0.4 ကျော်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ 10% နဲ့မှာကျွန်တော်ရဲ့ဒီ 0.4 MEC ကိုကျွန်တော် state လုပ်မယ်ဒီမှာရိုက်ထည့်ပြီးသွားရင်ဒီ confirm လုပ်ပေးလိုက်ရုံပဲပြီးရင်ကျွန်တော်တို့ပေးခဲ့တဲ့ဒီ passport လက်ပွေဆိုလဲလက်ပွေနဲ့ဖွင့်တာပေါ့နော် fingerprint နဲ့ဒါမျိုးလုပ်ပေးလိုက်ရုံပဲလုပ်ပေးပြီးတော့လည်းကျွန်တော်တို့ကဒီထဲကို staking ထည့်တာMEC ထည့်ပြီး state လုပ်တာအောင်မြင်သွားပြီပေါ့နော်ဒီမှာအပေါ်မှာလည်းသူက note လေးပြပါတယ်ဒါဆိုရင်ကျွန်တော်ဒီ 10% နဲ့မှာကျွန်တော် state လုပ်ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ staking ကအားလုံးပေါင်း 1.8 ဖြစ်သွားပြီပေါ့နော်1ကတော့1 MEC ကတော့သူတို့ပေးထားတာ0.8 ကတော့ကျွန်တော်အခုရက်ပိုင်းမှာပြန်လုပ်ပြီးတော့ကျွန်တော်ပြန်ထည့်ထားတာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီ wallet ထဲမှာလည်းဖြတ်သွားပြီပေါ့နော်မရှိတော့ဘူးဒီ staking နဲ့ရောက်သွားပြီအဲ့တော့ဒီနေရာမှာဒီလိုမျိုး MEC တွေကိုထည့်ပြီးတော့ state လုပ်ဖို့အတွက်ငါတို့ကဘယ်လိုရမှာလဲ free ရမှာလားဆိုသူကအကောင့်စဖွင့်တာနဲ့1 MEC ပေးထားမှာပါပြီးရင် daily check-in ကနေခုနလိုမျိုးကျွန်တော်လုပ်ပြသလိုမျိုး 0.001 အဲ့လိုမျိုးတွေပေါ့နော်စက်တိုက်လုပ်သွားမယ်ဆိုရင်ကျွန်တော်တို့ကတက်လာမယ်တကယ်လို့1ရက်လောက်ပြတ်သွားတယ်ဆိုရင်သူကအစအနေပြန်စမယ် 0.0001 အနေပြန်စမှတ်မယ်ပေါ့နော်check-in လုပ်တာကဒါမျိုး reward ပေးတာပါပြီးသွားရင်တော့
နောက်ထပ် free ရတဲ့နေရာတော့မရှိဘူးကျွန်တော်တို့ invite လုပ်မယ်တကယ်ချင်း invite ခေါ်မယ်ဆိုရင်တော့ရမယ်တကယ်ချင်း invite တယောက်ခေါ်မယ်ဒါလည်း invite လုပ်ရုံနဲ့မရဘူးကိုယ့်ရဲ့ invite link ကနေအဲ့ဒီကိုယ့်ရဲ့တကယ်ချင်းက account ဖွင့်မယ်ပြီးရင် KYC verify တင်မယ်အောင်သွားတယ်ဆိုလို့ရှိရင်ကိုက 0.1 MEC ရမယ်သူကတော့1 MEC ရမယ်ဒါမျိုးပေါ့နော်အဲ့လိုပဲသူကပေးထားတယ်ပြီးတော့နောက်တစ်ခုယူတဲ့နေရာရှိပါတယ်အဲ့ဒါကဘယ်မှာယူရတာလဲဆိုတော့ဒီ state ရဲ့အောက်နာမှာဒီမှာ unicorn ဆိုတာရှိတယ်transition ပေါ့နော် me transition ရဲ့အောက်က unicorn ဆိုတာရှိတယ်အဲ့ဒီ unicorn ကိုကျွန်တော်ဝင်ပြပါမယ်ဒါဟုတ်လဲကျွန်တော်ဝင်မရဘူးဆိုပြီးတော့ပြောတဲ့လူတွေလည်းရှိရပေါ့နော်အဲ့ဒါလေးလည်းဒီနေရာမှာသိချကြည့်ပြီးပေါ့နော်အဲ့ unicorn ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင် browser မှာပွင့်လာမယ်ဒါကတော့ကျွန်တော်ဝင်ပြီးသားကြီးဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီ account ကိုကျွန်တော် log out ပြန်လုပ်လိုက်မယ်ပေါ့နော် account ထွက်လိုက်မယ်ပြီးရင်ဘယ်လိုဝင်ရမလဲဆိုတာကိုကျွန်တော်ပြန်ပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ account ဒီလိုမျိုးခင်ဗျားတို့ကမဝင်ရသေးဘူးဆိုဒီလိုပေါ်နေမယ်ပေါ်လာပြီဆိုရင်ဒီအောက်ကဒီ me page ရဲ့ဒီ icon လေးပေါ့နော်ဒီချိန်ဝင်ပုံစံလေးနဲ့အဲ့ဒါလေးကိုနှိပ်လိုက်ပြီဆိုရင်ဒီမှာသူက verify လုပ်ခိုင်းတယ်အကွက်လေးကိုရွှေ့ပြီး verify လုပ်လိုက်ဒါဆိုရင်ကျွန်တော်တို့ me pass မှာဒီ application မှာလာပြီးတော့သူက authorize လုပ်ခိုင်းလိမ့်မယ်ခွင့်ပြုချက်တောင်းလိမ့်မယ်ကိုကအဲ့ဒါကို connect လုပ်လိုက်ရုံပဲ connect လုပ်လိုက်ပြီဆိုရင်ပြီး browser ကိုတွားလိုက်ပွင့်သွားပြီကျွန်တော်တို့ကမြန်မာ region ဖြစ်တဲ့အတွက်မြန်မာနိုင်ငံကိုရွှေ့ပေးလိုက်ဒါဆိုရင်ပွင့်သွားပြီပေါ့နော်ဒီ unicorn ပွင့်သွားပြီဆိုရင် rubber ကဘယ်မှာယူရမှာလဲဆိုတော့ကျွန်တော်တို့ဒီအပေါ်ညာဘက်တောင်မှာမြင်း3ချောင်းလေးရှိတယ်အဲ့ဒီမြင်း3ချောင်းလေးကိုနှိပ်လိုက်ပြီဆိုရင်အဲ့ထဲမှာကျွန်တော်တို့ rubber center ဆိုတာရှိတယ်အဲ့ဒီ rubber center လေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ဒီအောက်မှာကျွန်တော်တို့သူက claim မှုရှိရဆိုလို့ရှိရင်ဒီမှာအစိမ်းရောင်လေးနဲ့သူပြလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဒါလေးတွေကိုဝင်ပြီးတော့ claim လို့ရတယ်ပေါ့နော်နေ့စဉ်မဟုတ်ရင်တော့မှတစ်ပတ်တစ်ခါပဲဖြစ်ဖြစ်ဒီ unicorn ထဲမှာဝင်ပြီးတော့ဝင်ကြည့် claim စရာပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီထဲမှာဝင်ယူပြီးတော့ claim ပေါ့နော်လောလောဆယ်တော့ဒီဟာကို claim နဲ့အဆင့်ပဲကျွန်တော်ပြောထားမယ်နောက်ပိုင်းကျမှဒီ unicorn နဲ့ကနေဒီကျွန်တော်တို့ရဲ့ me pass application တွေကိုကျွန်တော်တို့ရဲ့ wallet တွေကိုဘယ်လိုပြောင်းလဲဆိုတဲ့ဟာကိုကျွန်တော်နောက်ပိုင်းကျမှကျွန်တော်လုပ်ပြမယ်ပေါ့နော်နောက်တဲ့ဗီဒီယိုအသစ်နဲ့ကျွန်တော်လုပ်ပြပေးမယ်ဒီမှာတော့ကျွန်တော်ဒီ unicorn ကိုဘယ်လိုဝင်ပြီးတော့ဘယ်လို claim ရလဲဘယ်နေရာမှာ claim ရလဲဆိုတာကိုပဲကျွန်တော်ပြောပြပေးသွားတာပေါ့နော်အဲ့တော့ဒီ unicorn မှာပါတီရတာလဲဆိုတော့ကျွန်တော်တို့ daily check-in လုပ်ရင်လည်းအဲ့ဒီအတွက်ကျွန်တော်တို့ကဒီမှာ 0.01 MEC ရတာရှိတယ်ပြီးတော့ကိုယ့်ရဲ့ link ကနေတကယ်ချင်းနေ invite လုပ်ရင်လည်းသူတို့တွေအောင်ခဲ့တယ် KYC အောင်ခဲ့တယ်ဆိုရင်လည်းဒီမှာကျွန်တော်တို့က robot ထပ်ပြီးတော့ရပါတယ်ဒီ unicorn ထဲမှာပေါ့နော်အဲ့ဒါလေးကိုလာပြီးတော့ claim ရတာပါဒါဆိုရင်တော့ပြီးသွားပြီပေါ့နော်ဒီမှာတချို့တွေမှားတာကဘာရှိလဲဆိုတော့ကျွန်တော်တို့အကောင့်ဆောက်ဖွင့်တဲ့ချိန်မှာကျွန်တော်တို့ရဲ့မျက်နှာတွေကိုသူတို့ကပြခိုင်းတယ်ပြတဲ့ချိန်မှာအောင်သွားတယ်ပေါ့နော်အဲ့ဒါကို KYC အောင်ပြီလို့ထင်တယ်မဟုတ်ဘူးเนาะဒီကိုယ့်ရဲ့ me ID နေရာကိုကြည့်လိုက်ဒီလိုမျိုး ID ကတ်ကလေးပေါ်ပြီဆိုမှကျွန်တော်တို့ကအကုန် KYC အောင်တယ်လို့ခေါ်တာပေါ့နော်ပြီးတော့နောက်တစ်ခုကဒီလိုမျိုး KYC အောင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တတိထားမှာဒီမှာအပေါ်ပဲတောင်းမှာကျွန်တော်တို့ဒီမှာ me ID ဆိုတာရှိတယ်အဲ့ဒီ ID ပေါ်လေးမှာကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ wallet လေးပေါ်လာလိမ့်မယ်အဲ့ဒီ wallet ကိုကျွန်တော်တို့က backup လုပ်ထားပါမှတ်ထားပါကိုယ်ဖုန်းထဲမှာမှတ်ထားပါဘာလို့လဲဆိုရင်ကျွန်တော်တို့ပြတ်သွားမှာဆိုလို့ပေါ့နော်အဲ့တော့ဒီ pay ရဲ့ asset ကလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပေါ်လာပြီဒီထဲမှာကိုကြိုက်တဲ့အားနဲ့ backup လုပ်ပေါ့နော်ကျွန်တော်ကတော့လွယ်ကူဒီ QR code နဲ့ပဲကျွန်တော် backup လုပ်တယ်ပေါ့နော်အဲ့ဒါလေးကို QR code လေးကိုနှိပ်လိုက်ပြီဆိုရင်သူကကို QR code ပုံလေးပေးမယ်အဲ့ပုံလေးကိုကျွန်တော်တို့စေ့ထားကိုယ့်ရဲ့ဖုန်းထဲမှာစေ့ထားပေါ့နော်နောက်ပိုင်းကိုက wallet ကိုပြန်ပြီးတော့ restore လုပ်ချင်အဲ့ဒီ QR code လေးဖတ်လိုက်တာနဲ့ကိုယ့်ရဲ့ account ကwallet က restore ပြန်ဖြစ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကျွန်တော်ပြောပြဖို့ကြံတာက me transition ပေါ့နော်ဒီ unicorn ရဲ့အပေါ်မှာရှိတဲ့ me transition အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီကိုမှရှိပြီးသားဒီ MEC တွေကိုကျွန်တော်တို့အယောင်းဝယ်လုပ်တဲ့နေရာပေါ့နော် P2P ပေါ့အယောင်းဝယ်လုပ်တဲ့ P2P network ပေါ့နော်သူရဲ့ meter အဲ့ရဲ့ P2P network အဲ့ဒါကိုဝင်တာလဲခုနက unicorn ကိုဝင်သလိုပဲဒီအောက်ကဒီ me pass icon လေးကိုနှိပ်လိုက်ပြီဆိုရင်ခုနလိုပဲကျွန်တော်တို့ဒီ me pass application မှာလာပြီးတော့ပွင့်လိမ့်မယ်ပွင့်သွားပြီဆိုရင်အဲ့မှာကျွန်တော်တို့ကတွားပြီးတော့
connect လုပ်လိုက်ရုံပဲပေါ့နော် connect လုပ်လိုက်တာနဲ့ကျွန်တော်တို့ကဒီ browser မှာ P2P က login ဝင်ပြီးသားဖြစ်သွားလိမ့်မယ်အဲ့လိုဝင်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဈေးနှုန်းတွေပေါ်လာပြီပေါ့နော်ဒါဆိုလို့ရှိရင်လက်ရှိကျွန်တော်ကြည့်ရဈေးနှုန်းဒီ MEC တစ်လုံးကို$8ပေါ့နော်ကျွန်တော်အရင်ရှေ့ပိုင်းရက်တည်းက live တင်မှာလည်းကျွန်တော်ပြခဲ့တယ်$8ပဲပေါ့နော်ဈေးကတော့မကျသေးဘူးကျွန်တော်တို့စလုပ်တော့ဆိုရင်1 MEC မှာ$4ကျော်လောက်ပဲရတာပေါ့နော်အခုဆိုရင်$8ဖြစ်သွားပြီဒါကတော့ကြာခဲ့ပါပြီအခုလက်ရှိဈေးကိုကျွန်တော်ပြောတာပေါ့နော်$8ဒါအဲ့လိုမျိုးဈေးနှုန်းကြည့်ချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့ P2P network မှာတွားပြီးကြည့်ပါအဲ့လိုမျိုးကြည့်လို့ရတယ်ပေါ့နော်ပြီးရင် invite လုပ်တဲ့ကိုယ့်ရဲ့ invite link ကတော့ဒီထဲမှာကြည့်အောင်မယ်ပေါ့နော်ဒီမှာယူပြီးတော့ကိုယ့်ရဲ့တငယ်ချင်းတွေကိုတွားပြီးတော့ပေးပေါ့နော်ဖွင့်ခိုင်းကိုယ့်ရဲ့ link ကို share ပြီးတော့ link ကိုနှိပ်ပြီးတော့ဖွင့်လို့ရှိရင်သူတို့တွေ KYC အောင်သွားရင်ကျွန်တော်တို့1 MEC sorry 0.1 MEC ရမယ်ပေါ့နော်ဒါပဲကျန်တာကတော့ကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုတော့ဒီထဲကိုကတက်နိုင်ရင်ဝယ်ထည့်ပေါ့နော်ဝယ်ထည့်ပြီးတော့ state လုပ်ပေါ့နော်သူကဟိုလိုမျိုး mining free ပေးတဲ့ဟာတော့မဟုတ်ဘူးသူပေးထားတာက daily check-in ရှိမယ်ပြီးရင်ခုနလိုမျိုး invite လုပ်လို့ရတာရှိမယ်ပြီးရင်ကျွန်တော်တို့ unicorn ထဲမှာသွားယူရတာရှိမယ်ဒါပဲပေါ့နော်ကျန်တာကတော့ဒီထက်ပိုပြီးထည့်ပြီးတော့ state လုပ်ချင်တော့ဝယ်ထည့်ရတာပေါ့နော်ကျွန်တော်ကတော့အခုမှပြန်ပြီးတော့ပြန်လုပ်မှာကျွန်တော်နားထားတာ4-5လလောက်ရှိသွားပြီကျွန်တော်အခုပြန်ပြီးတော့ဒီ MEC ကိုပြန်လုပ်မှာပေါ့နော်ဘာလို့လုပ်တာလဲဆိုတော့ကျွန်တော်အရှေ့ပိုင်းမှာကျွန်တော်ရဲ့ channel မှာကျွန်တော်ဗီဒီယိုတင်ထားတယ်ကျွန်တော်ဒီမီပတ်ထဲကနေကျွန်တော်$90ကျော်ကိုကျွန်တော်ရောင်းပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီထဲကိုပြန်ဝယ်ထည့်မယ်ဝယ်ထည့်ပြီးတော့ကျွန်တော် state ပြန်လုပ်မယ်အဲ့လိုမျိုးဝယ်ထည့်တဲ့ချိန်ကျရင်လည်းဘယ်လိုဝယ်တယ်ပြီးရင်ဘယ်လိုထည့်ရတယ်ဆိုတဲ့ဟာလေးတွေကိုကျွန်တော်ဗီဒီယိုထပ်တင်ပေးမယ်ပေါ့နော်အခုတော့ကျွန်တော်မဝယ်နိုင်သေးလို့ကျွန်တော်မပြသေးဘူးပေါ့နော်လောလောဆယ်ကတော့မဝယ်နေတယ်အဲ့တော့မဝယ်သေးဘူးပေါ့နော်နောက်မှပဲဝယ်တဲ့ချိန်ကျမှကျွန်တော်တက်ဗီဒီယိုလေးလုပ်ပေးပါမယ်ဝယ်ပြီးတော့ရင်ဘယ်လိုထည့်ရမလဲဆိုတာလေးကိုလည်းပြမယ်ပြီးရင်တကယ်လို့ကျွန်တော်ရောင်းခဲ့တယ်ဆိုရင်လည်းဒီသူ့ရဲ့ P2P network မှာဘယ်လိုသွားရောင်းရလဲဆိုတာလေးကိုကျွန်တော်လုပ်ပြပေးပါမယ်အဲ့တော့တကယ်လို့ live လုပ်တဲ့လူတွေရှိတယ်ကိုမှ MEC 0.3 0.5 ဒါမျိုး MEC တွေရလာပြီဆိုရင်ဆက်ပြီးတော့မလုပ်ချင်တာပဲဖြစ်ဖြစ်တောင်းမို့လက်တလောကိုကရောင်းစားခြင်းနဲ့ဆိုရင်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်စီမှာလာရောင်းလို့ရပါတယ်ကျွန်တော်အနည်းဆုံး 0.3 MEC ကနေစပြီးတော့ကျွန်တော်ဝယ်ပေးပါတယ်နော်အခုဒီဗီဒီယိုထဲမှာမရှင်းတဲ့နေရာလေးတွေရှိရင်မသိတဲ့အပိုင်းလေးရှိရင်ကျွန်တော်ဗီဒီယိုရဲ့ comment မှာမေးလို့ရပါတယ်တကယ်လို့စိတ်ဝင်စားတဲ့လုပ်ချင်တယ်ဆိုလို့ရှိရင်အကောင့်ဖွင့်ဖို့အတွက်ကျွန်တော်ရဲ့ link ကိုကျွန်တော်ဗီဒီယိုရဲ့ description မှာလည်းချထားပေးမယ်ပြီးရင်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့comment မှာလည်းကျွန်တော်ပင်လုပ်ထားပေးမယ်ပေါ့နော်အဲ့မှာသွားပြီးတော့ဖွင့်လို့ရပါတယ်ကျန်တဲ့သိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram channel Telegram မှာပဲဖြစ်ဖြစ်လာပြီးဆက်သွယ်ပြီးတော့မေးလို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးမှာထပ်ပြီးတွေ့ပါမယ်အားလုံး bye bye